ကိုးတိုင်းကျိုးပင်ကောင်းမြို့နယ်အနောက်ဘက်ကရွာလေးတရွာမှာကျွန်တော်ရှစ်တန်းတက်နေတော့ငါပေါ့ကျွန်တော်တို့ဇာတိရွာကတိတ်ဆိတ်ပြီးတစ်ပင်နေကြတဲ့မှာလဲဖုံးလန်းနေတဲ့ရွာလေးတရွာပါကျွန်တော်တို့အိမ်နဲ့ကျွန်တော်ရဲ့အတော်အိမ်ကလည်းအယမ်းမဝေးဘူးအတော်တို့မိသားစုမှာအတော်ရဲ့သူ့ယောက်ျားရဲ့သူ့သားနဲ့သူ့သမီးစုစုပေါင်း၄ယောက်ရှိပါတယ်အဲ့ဒီအချိန်တုန်းကသားလေးက14နှစ်သမီးလေးက17နှစ်အရွယ်ပေါ့တနေ့မှာတော့အတော်ရဲ့ယောက်ျားရုတ်တရက်ဆုံးပါသွားတယ်အတော်ကလည်းအဲ့ဒီကစပြီးတော့စားလို့လည်းမရတောက်လို့လည်းမရနဲ့အမြဲတမ်းမျက်ရည်တွေနဲ့နေထိုင်လာရင်စိတ်တန်ရာကြောင့်ကျမကြီးပါထိခိုက်လာတယ်ယောက်ျားဆုံးပြီးတစ်လလောက်ကြော်မှာအတော်ကိုယ်တိုင်မှာဆုံးပါသွားခဲ့တယ်အဲ့ဒီလိုနဲ့သူတို့အိမ်ကြီးကိုလည်းပိတ်ထားလိုက်ပြီးကလေးနှစ်ယောက်ကိုစိတ်မချလို့ကျွန်တော်တို့အိမ်မှာခေါ်ထားခဲ့ကြတာပေါ့အတော်ဆုံးပြီး3ရက်ကြာနှင်းနေပပကြနေတဲ့မနက်ခင်းတစ်ခုမှာဟိုဘက်ရွာကနေလေကျွက်ရောင်တဲ့ကောင်မလေးတယောက်ကျွန်တော်တို့ရွာကိုရောက်လာတယ်သူကအတော်ဆုံးသွားပြီဆိုတာလည်းမသိဘူးအရင်ကအတော်ကလေကျွက်ဝယ်နေကြဖြစ်တော့အတော်အိမ်ရှိကိုသွားပြီးအိမ်ထဲကိုလှမ်းကြည့်လိုက်တယ်ပြီးတော့ အန်ဒီလေကြောက်ဝယ်အောင်မလားအဲ့ဒီချိန်အင်းရှိနာမှာအတော်ကိုသူ့မြင်လိုက်တယ်တဲ့အတော်ကအရန်ကိုတည်ငြိမ်နေတဲ့အတန်နဲ့ဒီလိုပြောခဲ့တယ်လို့ဆိုပါတယ်ငါတို့မယူသေးဘူးငါညမအိမ်ကိုလေကျွတ်50တာလောက်ပို့လိုက်ပါငါသားနဲ့ငါသမီးလေးတွေကလေကျွတ်တိတ်ကြိုက်တာအဲ့ဒီလိုပြောပြီးအတော်ကအိမ်ထဲကိုပြန်